ပြောနေတဲ့ယောက်ျားတွေကဟောင်းဆွဲကြိုင်ပြီးတော့လှုပ်ရမ်းပလိုက်ချင်တယ်နှလုံးသားကိုပြောတော့အဲ့နှလုံးသားဘာလို့အိပ်ပြောလဲဆက်တယ်လို့လာပြောကြလားဒီမှာချက်တူတရားလုံးလို့စနေ ကဲဘာဖြစ်တာတော့ညာ ဟုတ်စီရာသီဥတော့အရန်ဘူးတော့လေရွှေထွက်တာအများကြီးရှင်ဖက်တီရောနောက်ကျော်လေးမှာမိတ်တီတာပေါက်နေလို့ဆေးလေးလို့ရှင်လို့ပါဆရာ ကျွန်တော်ကစီးရေးပြလိုက်လို့ရတယ်ဗျာဒါပေမဲ့တော့အရှင်ဒီပေါ်ဟူတည်ပြီးတော့စီးပြရမှာဆိုတော့လေဖြစ်နိုင်ရင်ခင်ဗျာကျွန်တော်အင်ကြီးလေးဆွတ်ပြရတယ်ရတယ် ဟုတ်ရပါတယ်ဆရာဟုတ်ချစ်ပြပါမယ်ဆရာဟုတ် အဲ့ဆိုရင်လည်းဆွတ်ပြလေးဆရာတရားကြည့်ပြီနော် ဟုတ်ကဲ့ဆရာဟုတ်ခဏလေးနဲ့ကျွန်တော်ကလေးတော့ခေါ်လာအောင်မယ် ဟင်မိကခင်ဗျာတော့တာမဟုတ်ဘူးလား မဟုတ်ဘူးလေဆရာကျမသမီးလေးပေါက်တာကလေးပြမှာ ဟိုကလေးဆိုရင်တော့ပြမယ်နဲ့ ကိုကြီးညီမလေးကလေကိုကြီးဆုံးမရင်လိမ္မာမဲ့ကလေးလေးပါ လောက်ပြီ ကိုကြီးကလည်းအဲ့လိုစိတ်စိတ်ကားကားကြီးတော့မပြောပါနဲ့ ဟာနင်တော်တော်ဖြစ်နေရလား ရိုးရိုးပြောလို့မမရရင်မရင်းကြီးယူမှာနော် တခုတော့သတိပေးလိုက်မယ်နော်ကိုချစ်တဲ့သူကိုတော့ရရက်ဆက်ဆက်ကိုတုံးတူမှာအဲ့တန်နေမင်းခံနိုင်မှာမလား ကြိုက်တာတူလို့ရတယ်ကြိုက်တလောက်တူလို့ရတယ်ဟိုဟာမတူရင်ပြီးရော ဟာလေဘာလို့ပြောတာလဲ စိတ်စိတ် တဲလေးညာအိမ်မက်မတ်တော်လေးကိုတငယ်ချင်းတွေရောတဲလေးတငယ်ချင်းတွေရောအကုန်ပါတယ်တဲလေးဘာလို့မပါတာလဲဘာလို့မလာတာလဲအိမ်မက်ထဲကို အမေပေါ့အိမ်မြင်မထွက်အောင်တဲ့ တက်ကနေ3ထိရီမယ်နော်ရှင်အခုချက်ချင်းလာနော် အိမ်မကြောက်တဲ့ငါမပါဘူးတက်ကနေ3မကလို့3သိန်းအထိကြီးပါစေဂယုကိုမဆိုင်ဘူး တင်း လာနေပြီလာပြီ မန်နေဂျာကြီးကအိမ်အောင်မပြုတ်တော့ဘူးလား နင်မကြားဘူးလားမိန်းမဆိုတာမရှိမကောင်းရှိမကောင်းမပေါင်းလဲခက်ပေါင်းလဲခက်တဲ့ အဲ့လိုလည်းမဟုတ်ပါဘူးဂျာကြီးရဲ့ မရှိပြန်တော့လဲ လက်ညောင်းတာပေါ့ဂျာကြီးရဲ့ ရှိပြန်တော့လဲ ခါညောင်းတာပေါ့ ကိုဒီလိုတွေပဲဆက်လုပ်မယ်အသေးကိုပြဿနာတွေပဲရှာနေမယ်ဆိုရင်ကို့ကိုပြစ်ထားရလိမ့်မယ် ကျေးဇူးပြုပြီးကိုကိုမပြစ်ထားပါနဲ့တဲလေးရဲ့ကိုကနောက်တစ်ယောက်ရှာတတ်လို့ပါ 哎呦我的妈！